ပရိသတ်များအားလုံးပဲမင်္ဂလာပါကမ္ဘာအကြီးဆုံးအမေရိကန်အကဲဖြတ်ဆိုင်းပြိုင်ပွဲဖြစ်တဲ့ UFC ဂျိုဝိုင်တေကိုပထမဆုံးခြေလှမ်းနိုင်ခဲ့ပြီးမြန်မာနိုင်ငံသားတွေအတွက်သမိုင်းတေးထူထောင်ပေးခဲ့သူကတော့ဂျော်ရှွာဝမ်ပဲဖြစ်ပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကမ္ဘာအစမ်းမီ MMA ထိပ်တန်းအားကစားသမားတွေကိုရန်ပေါင်တန်းရှင်ပြိုင်နိုင်ခဲ့မှုဟာကမ္ဘာအလီမှာမြန်မာကွန်ကိုဖော်ဆောင်ပေးခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဝန်းနေစရာကောင်းတာတစ်ခုကတော့ social media ပေါ်မှာသူရဲ့အောင်မြတ်မှုကိုဝမ်းမြောက်ဝမ်းသာဂုဏ်ပြုအားပေးနေကြသူတွေရှိသလိုတစ်ဖက်မှာလည်းအကြောင်းမဲမနာလိုစိတ်နဲ့ဝေဖန်တိုက်ခိုက်စော်ကားပြောဆိုမှုတွေကိုမကြောက်ခဏဆိုသလိုတွေ့မြင်နေရတာဖြစ်ပါတယ်ကပတ်အဆက်မီစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတဲ့အကစားသမားတယောက်ကိုချီကျူးရမယ့်အစားအပေချောင်းအချို့သောမိမိတို့လူမျိုးအချင်းချင်းကပေးထိုင်မကင်ပြောဆိုတိုက်ခိုက်နေကြရတယ်လဲဆိုတာကိုစဉ်းစားစရာဖြစ်လာပါတယ်အခုလိုမျိုးဝေဖန်တိုက်ခိုက်မှုတွေရဲ့နောက်ကွယ်မှာအကြောင်းရင်းပေါင်းများစွာရှိနေနိုင်ပါတယ်ပထမချက်မှာတော့ကျွန်တော်တို့လူအဖွဲ့အစည်းအချို့မှာအမျက်သွင်းနေတဲ့ကနေအိုစိတ်တက်ပဲဖြစ်ပါတယ်တခြားသောသူတယောက်တလဲအောင်မျက်နှာကိုကြည်ပြီးမနာလိုစိတ်ဝန်တိုစိတ်နဲ့အောက်ကိုဆွေးချခြင်းနဲ့အကျဉ်းဆိုးဟာ social media comment ကလပ်တွေထဲမှာထင်ထင်ရှားရှားပေါ်လွင်နေတတ်ပါတယ်ဒုတိယအချက်အနေနဲ့အားကစားသမားရဲ့လူမျိုးစုစစ်စမှုကိုစားပြုအလံတာမမောင်းနိုင်ငံရေးဆိုင်ရာရည်တည်ချက်တွေနဲ့ပတ်သက်ပြီးမိမိတို့လိုလားသလိုမဖြစ်လို့ဆိုကအပြည့်ရှာဆွေးတာမျိုးလဲပါဝင်နေပါတယ်အားကစားကိုအားကစားလို့မရှုမြင်ပဲမလိုအပ်တဲ့ကောင်းစဉ်တွေတကအမြင်ကျမြောင်းစွာတခတ်ခြင်းဟာအားကစားသမားရတယောက်ရဲ့စူးစမ်းအားထုတ်မှုကိုရှော့တွက်ရာရောက်ပါတယ်ဒါပြင် social media platform တွေရဲ့သဘောတဘာအရာအပြုသဘောဆောင်တဲ့ချစ်ကျူးမှုတွေတဲ့အနုလက္ခဏာဆောင်တဲ့တိုက်ခိုက်မှုတွေဟာလူအများရဲ့စိတ်ဝင်စားမှုကိုပုံမဆွဲဆောင်နိုင်လေရှိပါတယ်အထူးသဖြင့်မီဒီယာမျက်နှာဖုံးမှာကိုယ်တိုင်ပါမှမလုံဆောင်နိုင်ပဲအများရဲ့အောင်မြင်မှုကိုပဲအပုတ်ချခြင်းကြတဲ့သူတွေအတွက်တော့အကောက်အတူးတွေ comment တွေကနေသစင်တိုက်ခိုက်ရတာပုံမလွယ်ကူနေပါတယ်ဂျော်ရှွာဗန်ရဲ့အောင်မြင်မှုဟာသူတူတည်းရဲ့သွေးနဲ့ချွေးနဲ့နေ့စဉ်ရက်ဆက်ပြန်ထန်စွာလေ့ကျင့်မှုတွေကြောင့်ရရှိလာတာဖြစ်ပြီးဂျိုဝိုင်းထိမှာစကန်ပိုင်းအတွက်အသက်အန္တရာယ်ထိပါပစ္စည်းရနိုင်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်စကလုံးတွေနဲ့ဝေဖန်ဖို့လွယ်ကူသလောက် UFC ဂျိုဝိုင်းထိမှာလေ့ကျင့်ရေးစရာတွေကပတ်အစမ်းမီပြိုင်ဖက်တွေနဲ့ထိပ်တိုက်တွေ့ဆုံဖို့ဆိုတာဘလောက်တိခက်ခဲနေတလဲဆိုတာကိုဝေဖန်သူအများစုသဘောမပေါက်ကြတာဖြစ်ပါတယ် UFC လို့နေရာမျိုးဟာပစနဲ့လွယ်ပြောလို့ရတဲ့နေရာမဟုတ်တလို့နိုင်ငံရေးလူမျိုးရေးထက်ကိုပါရေးအချင်းဆွေတတိစီကံတွေကိုအတိကတိုင်တာတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်ဂျိုရှွာဗန်ဟာပေအလန်ကိုပဲကင်ဆောင်ဒီဖြစ်စေပေညာကပဲလာဒီဖြစ်စေဒူရဲ့မူလမြဖြာဟာမြန်မာပြည်ကဆိုတာမငြင်းနိုင်တဲ့အမှန်တရားဖြစ်ပါတယ်ကပတ်အစမ်းမီစင်ပေါ်မှာဒူရဲ့အနာမီနဲ့အတူမြန်မာဆိုတဲ့အမှတ်အသားပါလာတာကိုတန်ဂုံရိုထိုင်လာပါပြီကိုကလေးကပတ်အလေးမှာပုံရိပ်သိငင်နေတဲ့မိမိတို့ရဲ့လူမျိုးတွေအနေနဲ့အချင်းချင်းတိုက်ခိုက်နေကြမယ့်အစားကပတ်အစမ်းမီစင်ပေါ်ရောက်အောင်သွားနိုင်သူတွေကိုအပြေဝါအပေးဝန်းရံကြဖို့လိုအပ်ပါတယ်တိုးတက်လာတဲ့ခက်ကားလာမှာအမုံစကားတွေမနာလိုစိတ်တွေကိုပေးဖေထားပြီးအပြိုးသဘောဆောင်တဲ့အပေးမှုဂုဏ်ယူမှုတွေနဲ့ဒါအချင်းချင်းခွန်အားပေးကြရမှာပါဂျော်ရှွာဘာအခုလိုမျိုးနောက်ထပ်လူငယ်အများပြားမှာလည်းကပါဆက်မီအတီတီကိုရောက်ရှိလာနိုင်ဖို့အတွက်လမ်းဖွင့်ပေးရမှာအပေါင်းလက္ခဏာဆောင်တဲ့အပေးမှုတွေဟာအဓိကတော့ချက်ဖြစ်ကြောင်းတတိပြုတင်ပါတယ်